မင်္ဂလာပါကျွန်တော်တို့ကလောကနေအင်းလေးကိုလမ်းလျှောက်ခဲ့တဲ့ခီးစဉ်လေးက2ည3ရက်ခီးလေးပဲဖြစ်ပါတယ်ခီးစဉ်ရဲ့အစလေးမှာအခုလိုအရန်ကိုလှတဲ့ညောင်မင်းကြီးကစပြီးတော့လမ်းတစ်လျှောက်မှာတွေ့ရမယ်ရှမ်းပြည်နယ်ရဲ့တဘာဝအလှတွေကိုဒီဗီဒီယိုလေးမှာတဝကြီးခန်းစားရမှာပဲဖြစ်ပါတယ်ဒီညောင်မင်းကြီးကအရန်ကိုလှတာဖြစ်လို့ကျွန်တော်တို့အဖွဲ့အချိန်ယူကအမှတ်တရဓာတ်ပုံလေးတွေရိုက်ခဲ့ကြပါတယ်ဒီခီးစဉ်လေးမှာကျွန်တော်တို့21ယောက်နဲ့စီစဉ်သူအဖွဲ့9ယောက်အပါစုစုပေါင်း26ယောက်အတူတူလမ်းလျှောက်ခဲ့ကြတာဖြစ်ပါတယ်ဒီခီးစဉ်လေးမှာလာကြွမ်းကြတဲ့တော်တော်များများကတော့ဆိုလိုတယောက်ထဲလာတာများပြီးတော့ဒီနေ့ရဲ့မနက်ခင်းလေးမှာစပြီးတော့စုံကြတာဖြစ်ပါတယ်။မိုးရသည်လေးဖြစ်နေတော့ပတ်ဝန်းကျင်ကလည်းစိမ့်ဆိုပြီးတကယ်ကိုလှပလို့နေပါတယ်။ဝါအမောပြေနာကြပါလား။မောပြေနာကြပါတယ်။တောတောင်တွေထဲကခြေလင်ခီးတစ်ခုဖြစ်ပြီးတော့ခြေလန်းနေတိုင်းမှာပျော်စရာအပြည့်နဲ့ရှိနေပြီးကိုတဘာဝနဲ့ထိတွေ့ပေးနိုင်ခဲ့တဲ့ခီးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။တောင်တက်ခီးတွေလိုမတ်ဆောက်တဲ့လမ်းတွေလေကရစ်တွေကိုကြော်ဖြတ်သွားရတာမျိုးမဟုတ်ပဲနဲ့အဖွဲလိုက်လမ်းလျှောက်ရင်နေရအသစ်ရဲ့တဘာဝအလှတွေကိုခန်းစားရတာဖြစ်လို့တဘာဝကိုထိတွေ့ခြင်းသူတွေအတွက်တကယ်ကိုတင်းတော်တဲ့ခီးစဉ်မျိုးလေးပဲဖြစ်ပါတယ်လှသွားပါပြီတင်နေမယ်လေတပေါ်ရရဲ့မှာပဲဒါပေါ့ခီးတော့ဘာလို့ဖို့လဲအမှတ်တရလေးကြံခဲ့ဖို့နော်အာလူဆိုင်ရသည်ဖြစ်လို့အခုလိုအာလူခင်းတွေကိုလည်းကျွန်တော်တို့လှပစွာမြင်တွေ့ခွင့်ရခဲ့ပါတယ်အခုပထမနေ့လေးမှာတော့တောတောင်တွေထဲကတဘာဝလှတွေကိုခန်းစားပြီးလမ်းလျှောက်ခဲ့ရပါတယ်ကျွန်တော်ကတော့ဒုတိယနေ့မှာမြင်ရတဲ့ရှမ်းတောင်တန်းတွေကိုကြည့်ရင်လမ်းလျှောက်ရတာလေးကိုပိုနှစ်သက်မိပါတယ်ဒီနေ့ချင်းနေရန်ကောင်းတယ်ပေါ့ညောင်းနေပြီတကယ်တော့ကျွန်တော်ပြောပါတယ်ဘောမှာဒီချက်ခက်ခဲကြုံအောင်ပြောရမယ်လीနော်ပြောမယ်ကြံမှန်ပြောလဲပြောတယ်ကျဲလာအောင်လေနည်းနည်းကြီးလာအောင်မနက်မှလူကြီးတည်းရဓပုံလေးတွေရိုက်လိုက်လမ်းလျှောက်လိုက်နေပဲကျွန်တော်တို့ဒီညတဲခုမဲ့ရွာလေးကိုရောက်ရှိပြီပဲဖြစ်ပါတယ်ကျွန်တော်တို့တဲခုမဲ့ဘုန်းကြီးကျောင်းလေးကိုမသွားခင်ရွာလေးကိုကျွန်တော်တို့လှည့်ပတ်ကြည့်ရှုခဲ့ကြပါတယ်ဒါလက်ကတူရွက်ဒီကောင်ကချင်းပြေးရွက်လို့ခေါ်တယ်လက်ကတူရွက်လက်ကတူရွက်အဲ့နဲ့ပို့လိုက်ရဒါကတော့ကျွန်တော်တို့ခွီးသေးပန်းရွက်ရှင်တော်မြေချရွက်လို့လည်းခေါ်တယ်ဘယ်ဒီရွက်နဲ့ပို့တာစားရတာလားဟုတ်ပြန်မထလာတော့ပြန်မထလာတော့ဒါကကျွန်တော်မီးကိုတဲ့ထည့်လိုက်အငွေ့ထွက်လာဒီအငွေ့ကချင်းကိုပြေးစီတယ်အဲကြောင့်လက်ကလူရွက်ချင်းပြေးရွက်လို့တဘာဝချင်းစေးပေါ့ကျမတို့ရောက်ရှိနေရဆိုရင်တော့အင်းလေးသွားတဲ့ခီလန်တစ်ထောက်ရဲ့ဝါကြီးနောင်ကြီးပါရောက်နေတာဒီညတော့ဒီရွာရဲ့ဖုန်းကြောင်းမှာပဲတညအိတ်ကြမှာမနေ့ကျရင်နားယူပြီးတော့အင်းလေးကန်ကိုချက်ကြပါမယ်။ရန်ဖိုင်းနေပါတယ်ရန်ဖိုင်းနေပါတယ်ရန်ဖိုင်းနေကျွန်တော်တို့တညတာအိတ်ဆက်မယ်ဘုန်းကြီးကျောင်းရောက်ပြီးဖြစ်ပါတယ်ညတာအိတ်ဆက်မယ်ဘုန်းကြီးကျောင်းရောက်ပြီးဖြစ်ပါတယ်ခုလိုက်လွင်နေတဲ့အတော်တွင်မှာတော့ကျွန်တော်တို့တွေဟာအင်မတန်ကိုကော်ဖီတွေတောက်ချင်ပြီးမုတ်တွေသားဘိုက်တွေရမ်းစားနေပါဘုန်းကြီးကြီးမရှိမဲ့ဟာတွေကတ်သားပါမယ်အခုဆိုရင်ကျွန်တော်တို့တညတာအိတ်ဆက်မဲ့ဘုန်းကြီးကျောင်းကိုလိုက်ပြပေးမှာဖြစ်ပါတယ်မင်းကလေးရဒီပဲနော်ပြီးအထုပ်ပေးလို့ရပါတယ်ကျွန်တော်ဒီညအိတ်ရမယ့်နေရာဖြစ်ပါတယ်တကယ်ကိုတေးချာတက်ရဲလေးပြင်ဆင်ထားပေးပါတယ်ကျွန်တော်အောက်ခံခင်းတွေရဲ့ sleeping bag တွေရပါပါတယ်ကျွန်တော်တို့ခြေလက်စီရေချိုးတန့်စင်ပြီးတဲ့အခါမှာတော့ညစာစားကြပါတယ်စားတော့ပြီးတဲ့အခါမှာတော့ဘုံကြီးကျောင်းအနီးတစ်ဝိုက်လမ်းလျှောက်ကြပြီးပြန်လာတဲ့အခါညပိုင်းခင်း activity လေးတွေနဲ့တညတာပျော်ရွှင်စွာအချိန်ကုန်ဆုံးခဲ့ကြပါတယ်ဒီနေ့ trekking day 2ဖြစ်ပါတယ် day 2ရောက်နေပါပြီမိုးနည်းနည်းဖွဲရနော်လမ်းမချော်ဖို့အတွက်ပြောလက်မှာမိုးရည်လည်းချောက်ကြမယ်မိုးရည်မှာချောက်ကြဒီနေ့ချော်ကြတာတွေရိုက်မယ်ဒီနေ့ချော်ကြရမယ်ကိုနေထိစောကနေချော်ကြပြီမယ်ပြောလက်မှာဒီနေ့မနက်ပိုင်းမှာကိုကို reset ပြန်လုပ်ကြည့်တယ် reset ဆိုတော့ဒီအချိန်ခဏလေးမှာကိုကို focus ထားတယ်ကိုကို focus ဆောင်နေဆိုတော့ကိုရဲ့စိတ်ကတော့3ပါးလုံး align ပြန်လုပ်ကြည့်ကြမယ်ကျွန်တော်မနေ့ကစားတဲ့အချိန်ဖြစ်ပါတယ်ဒီနေ့မီနူလေးပြောပါဦး
မုံဖတ်တော့ရဲတော့မဟုတ်ပါဘူးတောင်းမှမှာလဲရှမ်းခောက်ဆဲပါခေါပုတ်ကြော်ရဲနနက်တီးရဲငကမောက်တီးရဲငပြောတီးရဲကျုပ်အရမ်းများပါတယ် breakfast time မှာအားရပါရသုံးဆောင်နေကြပါတယ် Day 2လေးမစခင်မှာတော့ဆရာတော်ကိုအလှငွေနဲ့လူပွဲပစ္စည်းတွေကိုလှူဒန်းခဲ့ကြပါတယ်အခုလိုသွေးပူကြော်လျှော်လေးခြင်းကလုပ်ပြီးတဲ့အခါကျွန်တော်တို့ခရီးစခဲ့ပါတယ် ဆွစ်ဇာလန်နော်အခုခေါ်သွားမှာတော့ဆွစ်ဇာလန်ဖြစ်ပါတယ်နော်ပုံနဲ့ကင်မရာတွေအစင်သစ်လုပ်ထားပါ Day 2ရဲ့ ta traffic feeling လေးလုပ်ပါဦး ဟိုနေ့မြင်ခဲ့ရတဲ့ဒီကပလာကောစိုးရောက်နေရဆိုတော့ပြောပါလေလှရလို့ခံစားရတယ် ခီးဆက်ပါမယ် ဒီစပါအောင်မယ် Day 2ကတော့ကျွန်တော်တို့ဒီစားထွက်တဲ့အချိန်မှာပဲ view လေးတွေအရန်ကိုလှပါတယ်ရာသီဥတုကလည်းမိုးအုပ်လေးနဲ့တရရလေးဖြစ်နေပါတယ် ဝလေးနဲ့ဖိုးဖိုးလေးကြာနေပါနော်မမောဘူးလို့တော့ခံစားရတယ်ဝလေးမမောဘူးညောင်းလည်းမညောင်း ပြီးတော့ view တွေကအရန်လာတယ် ပြလာတော်တော်လာ မနေ့ကဆိုရင်ဟိုတောထဲမှာပဲရှောက်ရတယ်လို့ပဲနော် မနေ့ကလှတဲ့ချိန်ဆိုတော့ဝါတော်ထဲမှာလှတယ်ပြီးရင်ဒီနေ့ကတော့လမ်းတစ်လျှောက်လုံးကဒီမှာမရနိုင်တဲ့ဟာမျိုးပေါ့နော် ဟုတ်တယ် ဒီဒေသမှာပဲရနိုင်တဲ့ feeling လေးအဲ့ဒီခံစားရတယ်ချားတောင်နေတက်ခဲ့တယ်ချားတောင်ရဲ့ vibe နဲ့မတူဘူးပေါ့နော်သူ့ vibe နဲ့ဒီမှာတော့အင်းလေးဒေသပေါ့နော်အဲ့ပေါ့ရှမ်းပြည်နယ်ရဲ့ vibe ပေါ့ဒီနေ့လိုမြင်လေး ဟုတ်တယ်ဒီနေ့မှဟိုရှမ်းပြည်ဆိုတာယူခံတာမနေ့တုန်းကကြတော့ဟိုတခြားတောင်တက်နေတဲ့ feeling လိုမျိုးအဲ့တခုပဲရဟုတ်တယ်အားကြောင့်မနေ့ကပုံမှန်ပဲပေါ့နော်ညာအိတ်တဲ့ချိန်ထိတော့မှဟော trekking ကဒါလေးပဲလားပေါ့နော်အဲ့လိုဒါပေမဲ့ဒီနေ့ကအခုဆက်စားထွက်ခြင်းမှာပဲအရန်ကိုမိုက်တယ်ပေါ့နော် ပေါ်ကြည့်ပါလေအားလုံး တကယ်ကိုရှမ်းပြည်ဆိုတဲ့ vibe အပြေးဝရပါတယ်ကျွန်တော်တောင်တန်းကြီးတွေအများကြီးကိုတွေ့ရတယ်အရန်လာတယ်အနောက်ကတောင်တန်းနေ မရိုင်းတာတော့တယ် မနေ့ကမှစပြီးဆုံးဘူးပဲမယ်ဒီနေ့ day 2လေးမှာတော့တကယ်ကိုစိတ်တူကိုယ်တူခင်မင်သွားကြပြီပဲဖြစ်ပါတယ် သမီးတို့လာလို့ရကြောင်းလေးရပြီ နေ့ကင်စာထမင်းတို့လာပို့တဲ့ကားလေးရောက်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ခရီးဆက်ခဲ့ကြပါတယ်ဒီနေ့ trekking day 2ရဲ့နေ့ကင်စာစားမယ်ကျွန်တော်ခေတ္တနာမယ်အိမ်လေးကိုရောက်ရှိပြီဖြစ်ပါတယ် တော့က niche fair တောင်းမိုးထားတယ်ဘာဘာပတ်ဝန်းကျင်ထိန်းသိမ်းတယ်ကျမတို့ရဲ့ local guide ကထုတ်ဖို့ရကြွကြွတောင်းမပေးပါဘူးဘယ်တော့တောင်းအာစိန်ကျော်ရဲ့စက်သားမှွာရဲ့စက်ဦးကျော်ရဲ့အာလူတီရဲ့ဒီမှာအသားပါဒါစက်သား နေ့ကင်စာစားခေတ္တနာပြီးတဲ့အခါမှာတော့ကျွန်တော်တို့ခရီးဆက်ခဲ့ပါတယ်ဒါလည်းဂျင်းခင်းမလားဗျဒါကြီးကတော့တောင်ပေါ်ဂျင်းစိုက်ခင်းပဲဖြစ်ပါတယ်တောင်ဆောင်ကြီးမှာစိုက်ထားတော့အရန်ကိုပဲလှလို့နေပါတယ်ဒါလေးတွေကဂျင်းပင်လေးတွေပါဂျင်းတူးပြတာလေးကိုကြည့်ဖို့တောင်ဆောင်ပေါ်ပြေးတက်သွားပြီးကျွန်တော်မောနေတာပဲဖြစ်ပါတယ်ဟောလို့ခေါ်ရတယ် အဲ့လိုခေါ်တယ်မိုးတော့လား မောသွားဗျာဂျင်းတူးတာပါ ဒီလူတို့ဖို့မအူကိုရလေ ဟုတ်ကဲ့ဗျာဟုတ် မိုးသွားတယ်နော် တော်တော်မောပါတယ် ဟောဒီမိုးသွားတယ် ကျေးဇူးတင်ပါတယ်ဗျာဟုတ်ဒီနေရာလေးကစပြီးတော့ကျွန်တော်တို့တောင်အစင်းခီးတွေကိုစပြီးရှောက်ရတော့မှာပဲဖြစ်ပါတယ်ဒီနေရာလေးမှာလမ်းလျှောက်နေတော့ဒီခီးလေးကိုစီစဉ်တဲ့ late ဆိုတဲ့ page လေးမှာရေးသားထားတဲ့စာတုပ်လေးကိုကျွန်တော်ဖတ်ပြပေးချင်ပါတယ်အသက်တွေကြီးလာမှတောင်တက်ခီးတို့ trekking တို့သွားမယ်ဆိုရင်ဒူးနာတာအမောမခံနိုင်တာကျန်းမာရေးပြဿနာတွေရှိတာမိသားစုအလုပ်ဆိုတဲ့ဝန်တွေများလာပါတယ်ဒါကြောင့်ကြောဘိုးအိတ်ကို
ပေါ့ပေါ့ပါလွယ်နိုင်သေးတဲ့အချိန်ယူယူမမူသွားနိုင်သေးတဲ့အရွယ်မှာလူငယ်ဆန်တဲ့ခရီးတွေကိုတစ်ခေါက်လောက်တော့သွားကြည့်တင်ပါတယ်လူငယ်ဆန်တဲ့ခရီးဆိုတာလမ်းလျှောက်ရင်မောမယ်ဖုန်တက်မယ်အစားအသောက်တွေစမ်းစားရင်ဘိုက်အောင်နိုင်တယ်တခါတလေမှာလမ်းမာပြီးရောက်ချင်တဲ့နေရာထက်ပိုလာတဲ့နေရာကိုရောက်သွားတာမျိုးလည်းရှိမယ်အဲ့ဒီခိုက်တန်လေးတွေကပဲနောက်တစ်ချိန်မှပြန်ပြောရင်ရည်ရမယ့်အမှတ်တရလေးတွေဖြစ်လာတာပါဘော်ဒါတွေမအားလို့မသွားသေးဘူးဆိုတော့မျိုးကလည်းတခါတလေစောင့်မနေပါနဲ့တယောက်တည်းဆိုလိုလေးပဲခရီးထွက်ကြည့်ပါလမ်းမှာမိတ်ဆွေအစ်စ်တွေတွေ့မယ်စကားဝိုင်းအစ်စ်တွေရမယ်တခါတလေကိုတော်မသိသေးတဲ့ကိုပြန်တွေ့ရတဲ့ခရီးမျိုးလည်းဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ခဏခဏစဉ်းစားမနေပါနဲ့ငယ်တုန်းတန်တုန်းသွားနိုင်တုန်းမှပေါ့ပေါ့ပါနဲ့လူငယ်ဆက်ဆံလေးလိမ့်ကြည့်လိုက်ပါတဲ့တကယ်ကိုသဘောကျရတဲ့စာတူလေးတစ်ခုပါပဲအခုဒီခီးစဉ်လေးမှာလည်းဆိုလို့တယောက်ထဲလာကြွိုင်းသူတွေများပေမဲ့အခုတော့တစ်ဖွဲ့လုံးရင်းနှီးခင်ပြီးသွားကြပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေပြီးတော့အင်းလေးကန်ရဲ့လာကိုလှမ်းမြင်နေရပြီဖြစ်ပါတယ်ခြေလမ်းလေးတွေလည်းပိုတွက်လို့လာပါပြီ ဘာလို့ရှုခဏလား ကြည့်လား ပဲပြေးလိုက်မယ် ကြည့်လား ဟုတ်တယ်အမကြည့် ကျေးဇူးတင်ပါတယ်ဗျာ ကျေးဇူးတင်ပါတယ်ရမ်းချိုးပါရဲ့ ဒေသခံတွေအခန့်နဲ့ပိတ်နေတည်ပါ တောင်းမပေါက်တာလေအရာနဲ့ရိုးရမ်းနဲ့မတူအရာဒါပေမဲ့အရင်ချိုးတာ ကျွန်တော်ရဲ့ day 2 trekking နောက်ဆုံး point ကိုရောက်ပြီဖြစ်ပါတယ်အင်းထဲကိုခီးဆက်ဖို့ကားလာချုံမှာဖြစ်လို့ကျွန်တော်တို့ဒီနေရာကနေစောက်ကြမှာဖြစ်ပါတယ်ကျွန်တော်တို့အင်းလေးကန်လေးစိတ်ကိုရောက်ရှိကြပြီပဲဖြစ်ပါတယ်ဘယ်လေးပေါ်တက်ရမလဲဗျ အင်းလေးမှာဆက်လေးစီးရောပါမယ် အင်းလေးကိုပထမဆုံးရောက်ဖူးတာပါ ဟုတ်တယ်တကယ် first time အင်းလေးဟုတ်လားရမ်းပြုတ်နေပါတယ် အင်းလေးကန်ကိုခဏခဏရောက်ပူပေမဲ့ဒီချိန်မှာတော့ရေကူးခဲ့ရတာဖြစ်လို့တကယ်ကိုအတွေ့အကြုံသစ်လေးရခဲ့ပါတယ်ရေသူမအစ်စ်လေးပါ ဒီဝတ်တက်တာပါလေခုတိုင်မှာလိုက်တက်တာဘူးနဲ့မိုင်းရပါလိမ့်လို့ အင်းထဲကကျွန်တော်တို့ဒီညတဲခွေရမယ့်အိမ်လေးပါဒီညလေးကိုတော့ဒီအိမ်လေးမှာအနားယူကြမှာဖြစ်ပြီးတော့မနေ့ပြန်ကိုတော့ခီးစဉ်လေးပြီးဆုံးတော့မှာပဲဖြစ်ပါတယ် ရပါပြီအားလုံးရေပါပါဒီကူလာအောင်ပါပစ္စည်းရှာမယ်နော် ဟုတ်လိုက်ပါ ဘာဟင်းလဲ စက်သားဟင်းစက်သားအာလူရဲ့ခရမ်းချင်သီးစိမ်းတို့ရဲ့ပူကစုံရဲ့စက်မုံရင်းဖြစ်မယ်စက်သားနဲ့မုံရင်းနဲ့ဟင်းချိုး ခမင်းကဂျာဖက်လေးနဲ့ထုတ်တာပါတယ် ချမ်းဆန်လေးဒီလားစစ်စစ်လေးစားလို့ရမ်းကောင်းတယ် ကျွန်တော်တို့နိုင်ငံရဲ့တဘာဝအလှတွေကတနေရာဖြစ်တဲ့ရှမ်းပြည်ရဲ့ဒစိမ့်တမိုင်းကိုအနီးကပ်လေးလာခွင့်ရခဲ့တဲ့ခီးလေးဖြစ်လို့ကျွန်တော်အတွက်တကယ်ကိုသဘောကျရတဲ့ခီးစဉ်လေးတစ်ခုဖြစ်ခဲ့ပါတယ်အခုမနက်မှာတော့အင်းထဲကအရန်ကိုလှတဲ့မိုင်းတောက်တရားလေးမှာဓာတ်ပုံရိုက်ကြပြီးကလောကိုပြန်ကြမှာပဲဖြစ်ပါတယ်ဒီခီးစဉ်လေးမှာစုံခဲ့ရတဲ့တူးချင်းစီကိုအမှတ်ရနေမှာဖြစ်ပြီးတော့စီစဉ်ပေးတဲ့ခီးစဉ် page နဲ့ link page လေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ကိုနေပါ